မမေရဲ့စကားတခွန်းနဲ့ကလေးတွေရဲ့ယုံကြည်မှု confidence လျော့သွားတာမျိုးကြုံဖူးကြလားတကယ်ဖြစ်တယ်နော်ဒီတပတ်တနင်္ဂနွေနေ့မှာကျွန်မသားမီးနှစ်ယောက်ပေါ့နော်ဖျားချောင်းသွားဖို့အတွက်ဥပစာတွေရွေးကြတယ်ဝတ်ကြတယ်ပြင်ဆင်ကြရင်လည်းသွားခံဒီမှာသမီးလေးကသူ့ဆွဲကြိုးဆွဲသွားခြင်းတယ်ပေါ့နော်ဆွဲကြိုးရဲ့အဲ့ရဲ့နှစ်ခုပေါ့နော်ကျွန်မပြောတယ်နှစ်ခုလုံးနဲ့ဆိုရုပ်ဆိုးတယ်မလိုက်ဘူးအဲ့တော့တစ်ခုပဲရွေးကျွန်မတို့ပြောတော့သူကနှစ်ခုစလုံးကိုသူလှုပ်ချင်တယ်အဲ့တော့အဲ့ဆိုလဲမကြည်ဖြူပေါ့နော်ကျွန်မမကြည်ဖြူဘဲသူလက်ခံပေးရှော့ပေးလိုက်တယ်မကြည့်ဖြူပဲနဲ့လှုပ်ချင်လဲလှုပ်လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်မသူ့ပြောလိုက်တယ်ရုပ်ဆိုးတယ်ဆိုတာလည်းသူ့ပြောလိုက်တော့တကယ်ပဲသူဝတ်တော်ရတယ်ဖျားချောင်းရောက်တဲ့ခါမှာသူစင်ပေါ်တက်ပြီးကရတယ်ကနေတန်းလန်းကြီးနဲ့ကိုကျွန်မပြောလိုက်တဲ့စကားကြောင့်ကိုတိုင်က confidence ရော့သွားပြီးတော့မှဒါကြီးကရုပ်ဆိုးတယ်အယူနဲ့တူတယ်ကျွန်မပြောလိုက်တဲ့ဟောသူမှတ်မိပြီးတော့ဆွဲကြိုးယူကနေတန်းလန်းကြီးနဲ့ချွတ်ပြီးတော့မှသူ့လက်ထဲသူထဲအဲ့လိုမျိုးတွေလှုပ်တယ်ပေါ့နော်တော့ကျွန်မအဲ့ချိန်မှာဝါးဘောနော်ကိုပြောလိုက်တဲ့စကားကြောင့်သူကချက်ချင်းတာနားမထောင်တာဘောနော်သူတို့စိတ်ထဲမှာရှိတယ်ဘောနော်တော့ဒီစကားကြီးကြောင့် confidence ရော့တာဘောနော်ငါမိပြောသူတို့ဖြစ်နေမလားဆိုတဲ့ပုံစံမျိုးနဲ့သူကအမှတတိယပြီးလို့ချက်ချင်းအမှချွတ်အမှအလုတ်တိရှုပ်သွားတာစင်ပေါ်မှာဘောနော်တော့လည်းသူဟာကိုသူချွတ်ပြီးတော့ထက်အဲ့လိုမျိုးဖြစ်သွားတယ်ဘောနော်အော်လို့သူ့ရဲ့ရွေးချယ်မှုကိုကိုကအတိမတ်မပြုတ်တဲ့အပြင်ဘောနော်ဒီဟိုက negative ဘက်ကိုပြောတယ်ပြောပြီးတော့မှသူ့လည်းလှုပ်ပြီးလိုက်တဲ့ခါမှာသူကိုယ်တိုင်လည်း confidence ရော့သွားတယ်ဒါကြီးရတယ်တကယ်ရုပ်ဆိုးနေမလားဆိုပြီးတော့မှအဲ့လိုတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စကားတခွန်းနဲ့ပေါ့နော်အဲ့ဒါတက်ရောက်မှုကဖြစ်သွားတာဆိုတော့ဒီမှာရှိတဲ့မေမေတွေလည်းကျမလည်းဆင်ခြင်မိတဲ့အရာလေးပေါ့နော်ကိုပြောလိုက်တဲ့စကားတခွန်းနဲ့ကလေးတွေ confidence ရော့သွားစေတယ်သူတို့ရွေးချယ်မှုကိုလည်းကိုကအတိမတ်ပြုပေးဖို့ပေါ့နော်အဲ့ဒါလေးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်